ကဲ brother တို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့ကကိုမရှိရဲ့ Diamond 2300ကျော်နဲ့ Saint Emerald Starlight Skin Free တုံငင် Phase 1နဲ့အတူတူကျွန်တော်တခါတည်း Saint Emerald Starlight Skin ကြီးကိုယူသားမှာပဲဖြစ်ပါတယ်ကဲဆိုတော့ကြောင့်မလို့ကျွန်တော် Diamond ကြီးဘလောက်ကုန်သွားပြီးတော့မှ Saint Emerald Starlight Skin ကြီးကိုရသွားလဲဆိုတော့ကိုသိချင်နေဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ဖို့ပြောချင်ပါတယ်ဒါနဲ့ခဏလေးနေအောင် brother တို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးတွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ပြီးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်ကဲဆိုတော့ကြောင့်မို့ brother တို့စာပြီးတော့ဆွဲပါမယ်အရင်ဆုံးကျွန်တော်တန်တော်လေးပဲဆွဲလိုက်မယ် Diamond 200နဲ့ပေါ့နော်ကျွန်တော်ပြီးရင် free ticket ဘာညာတွေယူသွားမယ်ပေါ့နော်ဒီကောင်ကတော့ပြောမယ်ဆို coin 400နဲ့လဲရမှာဆိုပေမဲ့သူရဲ့ coin ပေးရင်တော့အရန်ကိုမှနဲ့တယ်တန်တော်တစ်ခါလဲတိုင်းမှာ coin 100လောက်တောင်မရဘူးပေါ့နော်ကဲဆိုတဲ့အတွက်ကြောင့်မလို့အခုလောလောဆယ်ကျွန်တော် Diamond 2000နဲ့မှ21လုံးရှိရဲကဲအဲ့တော့ free ticket ဘာညာတွေမယူသေးဘူးနောက်ထပ် Diamond လုံး200သုံးပြီးတန်တော်ထပ်ပြီးတော့ဆွဲလိုက်မယ်ပေါ့နော်ပြီးတော့မှကျွန်တော် free ticket တွေအကုန်ယူမယ်free ticket ကဒီကောင်56ကရတာဆိုပေမဲ့ကျွန်တော်ရှေ့ကပြောခဲ့တယ်လို့ပဲတန်တော်တစ်ခါလဲရဆိုသူ့အနေနဲ့ coin က100တောင်ပြည့်ဖို့ကမလွယ်ကူဘူးပေါ့နော်ကဲဘာပဲပြော YC တို့ကတော့ရအောင်ကျုံလာမှာဖြစ်ပါတယ်မလောက်ဘူးဆိုလို့ရှိရင်လည်း Diamond ထက်ထည့်ပြီးတော့ကျုံပါအဲ့ဒီတော့ Saint ရဲ့ Emerald Starlight Skin လို့တော့ပြောတာပဲပေါ့နော် Skin Animation Effect တော့ကျွန်တော်နည်းနည်းလေး review မပေးရသေးဘူးပြောမယ်ဆိုရင်တော့ဒီကောင်ကတော်တော်လေးမှလာတယ်ဗျပြောမယ်ဆို Saint Collector Skin တက်တောင်မှပိုလာတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ဒါမှလည်းဖောက်တာတော့တချို့တော်တော်များများကတော့ကြောင်ပြောက်တယ်လို့ပြောကြတယ်ဒါမှလည်း YC တို့ကကြောင်ပြောက်ပြောက်မပြောက်ပြောက်လိုရင်းပြီဆိုတာနဲ့ကြောင်ဖောက်မှာပဲဖြစ်ပါတယ်ကဲဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ free တုံငင် Phase 1နဲ့စပြီးတော့ကျုံမယ်ဒီကောင် Phase 1တစ်ခါပဲလာနော် brother တို့အမတ်မမနဲ့ကဲဆိုတော့free တုံငင်ကကျွန်တော်တစ်ခါလေးဘယ်လောက်ကဲရမလဲဆိုတော့စုပါကျွန်တော်တို့56ကတိတိကိုရမှာဖြစ်ပါတယ်တစ်ခါပဲလာတာနော်ကောင်းကြီးတို့မမိနဲ့ဆွေတူးရှိတယ်ထင်အောင်ပါဆိုလို့ပေါ့နော်ကဲအဲ့တော့ free တုံငင်ကလေးနဲ့ဆွဲပါမယ်ကောင်းကြီးတို့ကဲ AC လေးပဲကိုထည့်လိုက်မယ်ရော့အမ Oh my god ဟိအောင်ကြီးပေါင်မှာတန်းပြီးတော့ပေးသွားပြီပေါ့နော်ကဲအဲ့တော့အဆင်ပြေပါလေ။ကွာရတော့ပြောမယ်ဆို100တော့မပြည့်ဘူးပေါ့နော်30ကျော်20အဲ့လောက်လေးပဲရတာပါ။ကဲကွာရတော့ကျွန်တော်ရှိမှာ100နှစ်ကွာရှိသွားပြီဒါတော့မှကျွန်တော်တန်းတော့ကို3ခါတောင်မှလှည့်တာကောင်းကြီးတို့ Oh my god နော်ကဲနောက်တဲ့တန်းတော့ဘာပေးမလဲချက်ရှိုးလိုက်အောင်ကောင်းကြီး Okay နောက်တဲ့တန်းတော့ကတော့တပီတော့ပြောဖို့တော့ကောင်းမနေတော့ဘူးကောင်းကြီးတို့ကဲဆိုတဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့ဆွဲပါအောင်မယ် freedom ရဲ့30နဲ့မှ6ကတိတိတောင်ကြံပါသေးတယ်ကွိုင်းက138ကွိုင်းဖြစ်သွားပါပြီကဲထပ်ဆွဲပါမယ်ကောင်းကြီးတို့ AC လေးပဲထည့်လိုက်ပြီရောအမှခပ်ပါညကွိုင်းလေးများပိကွိုင်းလေးများပိ10ကွိုင်းကွိုင်း20တောင်အေးကွိုင်း20အတိပဲရတာပြီးတော့ second လေးပါညာလေးရရပေါ့ဗျကဲဆိုတော့လည်းမစိုးပါဘူးကွိုင်းက204ကွိုင်းဖြစ်သွားပြီ freedom ရဲ့26ကနဲ့Diamond 1800ကျော်ကျန်ပါသေးတယ်ကဲဆိုတော့ဆက်ပြီးတော့ဆွဲပါမယ်ကောင်းကြီးတို့ Oh my god ဟိအောင်ကြီးဘယ်လောက်တွေရတယ်ဒီတစ်ခါတော့မစိုးပါဘူးကွိုင်းပေးတာလေးနည်းနည်းများတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကွိုင်းက228ကွိုင်းဖြစ်သွားခဲ့ပြီကဲ draw reward တွေလည်းကျွန်တော်အနေနဲ့ရသွားပြီပေါ့နော် draw ကတော့60ဖြစ်သွားခဲ့တာကိုမှကွိုင်းက240ပဲရသေးတယ်ကဲအဲ့တော့ထပ်ပြီးတော့ဆွဲမယ်ကောင်းကြီးတို့ AC လေးပဲဟဲမယ်နော် AC လေးပဲဟဲမယ်ကောင်းကြီးတို့ဘာမှမပုံနဲ့ Oh my god ဟိအောင်ကြီးဒီတစ်ခါကကွိုင်းကကွိုင်း20တောင်မပြည့်ဘူးလို့15ကွိုင်းတောင်ပြည့်အောင်မနဲ့ရုံးကန်နေရတာကဲအဲ့တော့ပြီးတော့ငွေ6ကက်ကျန်တယ် Diamond 1821လုံးကဲအဲ့တော့ကျွန်တော်တို့ free တုံငင်နဲ့ Diamond နဲ့သုံးပြီးတော့တန်းတော့ထပ်ပြီးတော့ဆွဲလိုက်မယ်ပေါ့နော်ကဲ Okay AC လေးပဲထည့်လိုက်မယ်ကောင်းရင်လို့30စက္ကန့်လေးတန်းပေးလို့ရှိရင်လည်းပျော်တာဗောလို့နော်30စက္ကန့်လေးတန်းပေးရင်လည်းပျော်မှာကဲခဏလေး fight တဲ့သူလေးတွေခဏလေးနေအောင်နော်မစီရောစက္ကန့်ဖောက်နေတဲ့အဲ့လေပါညာဗောကွာဆိုတော့ကွိုင်းကတော့90နဲ့မှ4ကွာဖြစ်သွားပြီကွိုင်း400ပြည့်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ Diamond တွေသုံးပြီးတော့စပြီးတော့ဆွဲရပါတော့မယ်ကဲတော့ Diamond က2200ကျော်ရှိရဗျာကဲဆိုတော့အခုလို့ဆို emote တွေပါလေပေးသွားပြီဆိုတဲ့အတွက်ကြောင့်မလို့ပေးကြရတော့တိတ်ထွေတို့အများကြီးတော့မရှိတော့ကျွန်တော်ကွိုင်းကြီးပဲပေးဖို့တော့ကြံမတော့မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲ့တော့ကွိုင်းလေးပဲမများပေးပါ Diamond က1521လုံးကြံနေတယ်ကွိုင်းကတော့326ကွိုင်းdraw ကတော့စုစုပေါင်းကျွန်တော်80လောက်တော့ရှိပြီလို့ထင်တယ်ဗျာတိလားပြီးမှကျွန်တော်ပြန်တွက်ပြမယ်ကောင်းကြီးလို့ကဲအဲ့တော့ easy လေးပဲဟဲမယ် Oh my god ဟဲ့ရဒီတစ်ခါတော့ skin ပေးသွားပြီးတော့ကွိုင်းက10ကွိုင်းလောက်မပြည့်ပါဘူးလို့ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ကွိုင်း10ကွိုင်းနဲ့ကွာ Oh my god ဟဲ့အောင်ကြီးကဲထပ်ဆွဲမယ်ကွိုင်းနေရနဲ့နောက်တဲ့တန်းတော်လေးကိုထပ်ဆွဲမယ်ကောင်းကြီးတို့ AC လေးပဲဟဲမယ်နော်ခဏလေးနေကဲအဲ့တော့ပေးလိုက်တော့ဘာတွေပေးမယ်ကြည့်ရအောင် Oh my god Okay ဒီတစ်ခါတော့ကွိုင်းကတော့20ကျော်ပါတာဆိုတော့အတွက်ကြောင့်မတန်နေပြီးတော့ skin ကောင်လေးပါတာဖြစ်တယ်ပြောစုစုပါကွိုင်း414ကွိုင်းပြသွားခဲ့ပြီဖြစ်ပါတယ်ကဲတော့ Saint ရဲ့ Emerald Starlight Skin ကတော့မရစေရပါအကြောင်းမှမရှိဘဲနဲ့ကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့draw တော့ကျွန်တော်တော်တော်လေးကိုမှလှည့်လိုက်ရတယ်ပြောမယ်ဆိုဒီကောင်အများဆုံး coin 20တိပေးမယ်ဆိုပြီးတော့နည်းနည်းကျွန်တော်တို့သိရမလားဘာညာလေးလောက်သွားတဲ့အနေထားလေးတစ်ခုလို့တော့မြင်တာပဲပြီးတော့ free တုံငင်လည်းကျွန်တော်56ကတောင်ပေးရဗျာဒီကောင်အဲ့လောက်ကြည့်ကြမှာပြောတော့ဘူးပေါ့နော်ကဲအဲ့တော့ခရလောဆယ်တော့ခုမှအတိတ်ထွက်ရှိရတဲ့ Saint ရဲ့ Emerald Starlight Skin ဒီကိုဖောက်လို့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ကဲဆိုတော့ Diamond အနေနဲ့ကျွန်တော်တိတ်တော့မကုန်ဘူး1000ကျော်လောက်လေးပဲကုန်နေဒုပိမဲ့လဲပေါ့နော်
တော့ပြီမယ်လေပေါ့ကျွန်တော်အရှိမတောင်းမျိုး2021လုံးပို့တယ်တို့မယ်လေကျွန်တော် free ticket ဘာညာနေတွက်ကြည့်ရမှာ free ticket က56ကဆိုတော့ oh my god ဟိယdraw အနေနဲ့တွက်ကြည့်မယ်ဆိုတော်တော်သွားတယ်ဒါတော့မှကျွန်တော် diamond ထည့်နိုင်လို့ပေါ့နော် diamond မထည့်နိုင်တဲ့သူတွေဆိုလို့ရှိရင်တော့တော်တော်လေးကြောင်ပြောင်းနေမယ် daily one draw လေးတာရအောင်လဲတာပါဒီကောင်တော့ကဂုံစင်းကြီးကကြက်မယ်ဆို even ကရက်နည်းနည်းတိုးတာဖြစ်တဲ့ကြောင့်ကျွန်တော်အနေနဲ့မရှင်းရတော့ဘာလို့လဲဆိုတော့ brother တို့ diamond လေးနောက်ထပ်နည်းနည်းလေးလိုက်နိုင်မှာအဆင်ပြေမယ်ပေါ့နော်ကဲတော့ skill animation effect တွေတစ်ချက်ကြည့်မယ်ဗျာနော် skill animation effect တွေကိုမကြည့်ခင်အရင်ဆုံးလမ်းလျှောက်တဲ့ပုံစံအနေဒါ drive ကတာလေးကိုပဲအရင် show လိုက်ရအောင်နော်ပြောမယ်ဆို color skin ထပ်တော့တွားပြီးတော့တာနေတယ်လို့ပဲလို့နော်ကဲဟုတ်တော့ဟုတ်ပြီကောင်းကြီးကဲတော့သခင်ကြီးရဲ့ပေါ့နော်အခုငါတစ်ဆက်ထွက်ရှိကြတဲ့ Sun Emerald Starlight Skin ကဘလို့ဒီဇိုင်းကလာအနေထားလေးလဲဆိုတော့ကောင်းကြီးတစ်ချက် show မယ်ကောင်းကြီးတော့နော်ကဲဆိုတော့မြင်တွေ့နေရတဲ့အတိုင်းပဲ basic အတက်နဲ့တော်တော်ကြီးကလန်ထွက်နေပြီပဲဖြစ်ပါတယ်ဆိုတော့ခဏနေကျွန်တော်ဒီဗီဒီယိုထဲမှာတစ်ခါလေးပြောတယ်ရှိကျွန်တော်ခုနေ့က community post လေးတင်ထားပေးတယ် brother တို့ကို M7 Pass giveaway 9ရောက်ဆိုပြီးတော့ပေါ့နော်ကျွန်တော်ပြောထားတယ်အဲ့ဒါကကျွန်တော်ဒီဗီဒီယိုထဲမှာတော့မဟုတ်ဘူးနောက်တပုတ်တင်မယ်ပေါ့နော်ကျွန်တော်အဲ့ဒီတပုတ်မှာကျွန်တော် brother တို့ထပ်ပြီးတော့ giveaway ထည့်ပေးမယ်ဒီပုံမှာကကျွန်တော် giveaway ထည့်ပေးလို့အဆင်မပြေလို့ပါအဲ့ဒါလေးကိုလည်းနားလည်ပေးပါကျွန်တော်နောက်ပို့ရလို့ရှိရင်တော့တေချာပါ giveaway ထည့်ပေးပါမယ်အဲ့အတွက်ကြောင့် YC တို့အဲ့ဒီအပုတ်လေးတင်ပြအောင်လို့ YouTube channel ကို subscribe နေတာပြီး notification လေးကိုနှိပ်တာYC တို့အားပေးနေတဲ့သူတွေဆိုလို့ရှိရင် YC တို့ဗီဒီယိုတင်တာနဲ့သိနိုင်မှာဖြစ်ပါတယ်ကဲဆိုကြမှာအဲ့တော့ IQ ဝဲမှာလည်း brother တို့ကျွန်တော်လာပြီးတော့ကြိုတင်ပြီးအကြောင်းကြားပေးရခြင်းပဲဖြစ်ပါတယ်ကောင်းကြီးတို့ကဲဆိုရအတွက်ကြောင့်မလို့အခုလောလောဆယ်တော့ကောင်းကြီးတွေ Sun Emerald Starlight Skin ကလည်း brother တို့မြင်တွေ့နေရတဲ့အတိုင်းတော်တော်လေးကလမ်းတယ်လို့ထင်ပါတယ်ကဲဆိုတော့ basic တက်တစ်ခုတည်းနဲ့ကောင်းကြီးတွေလုံးဝလမ်းနေပြီ Skin 1 Skin 2ကလည်းဘာအပြစ်မှပြောစရာမရှိဘူးပြောမယ် Skin 1 Skin 2ဆိုမဲ့သူက Skin 1ကနှစ်ခုဖြစ်နေပါတော့ကဲအဲ့တော့လည်းဘာအပြစ်မှပြောစရာမရှိဘူးဗျာကျွန်တော်ကိုပွားွားရရအစဘာအစညာအစတော်တော်လေးမှာတော်တော်လေးကလမ်းနေတဲ့လောက်လေးကိုလမ်းလာပဲဖြစ်ပါတယ်ကဲနောက်ထပ်အနေနဲ့ကျွန်တော်တို့ဘာကြည့်ရမလဲဆိုတော့ဒီကောင်းရင် editing လေးပေါ့နော်ကျွန်တော်သိချင်တာဒီကော editing လေးစကီတူရိုက်ချလိုက်လို့ရှိရင်ဖြစ်လာတဲ့အကြောင်းကြီးရဗျာတကယ်မှလုံးဝ effort တွေအပြည့်နဲ့လို့ကျွန်တော်အနေနဲ့ခံစားရတယ် editing တာသုံးပြီးရိုက်မယ်ဆိုတော့ oh my god ဘလို့နေမလဲမသိကောင်းကြီးတော်တော်ကြီးမှလန်ထွက်နေမယ်လို့ကျွန်တော်အနေနဲ့တော့မြင်မိပါတယ်ကောင်းကြီးကိုပဲ show တော့နော်လုံးဝမလီ effort တွေအောင်မလီ oh my god ဟေးအောင်ကြီးနော်အဲ့လောက်ကြည့်ကြလွန်သွားပြီလို့နော်အဲ့ဒါကြောင့်ကျွန်တော်ပြောတာ color skin ထပ်ပို့ပြီးတော့လမ်းတယ်လို့ကျွန်တော်အနေနဲ့ပြောတာကောင်းကြီးကဲဆိုတော့မို့ brother တို့အနေနဲ့ YC ရဲ့ YouTube channel လေးကို subscribe လုပ်တာပြပါကျွန်တော်ရှေ့ကပြောခဲ့တယ်လို့ပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပေါ့နော်ဒီဗီဒီယိုတင်ပြီးတော့နောက်ထပ်တင်မဲ့ဗီဒီယိုမှာကျွန်တော် brother တို့အတွက် M7 Pass ကို giveaway 9ရောက်လုပ်ပေးသွားပါမယ်အဲ့တော့ကြောင့်မလို့ YC တို့ဗီဒီယိုတင်တိုင်း brother တို့အနေနဲ့သိအောင်လို့ YouTube channel လေးကို subscribe နှိပ်ပြီးတော့ notification လေးကိုဖွင့်ထားပေးပါကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးကြတဲ့ကောင်းကြီးအားလုံးပဲစောင့်ကြည့်ပဲကြည့်တီးပေါက်နေပါရောက်ကြပါစေလို့ YC မစမောင်းတောင်းလိုက်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ